ဒီရေမွေးကိုစရှုလိုက်တာနဲ့ကျွန်တော်တွေးမိတာတစ်ခုပဲရှိတယ်ဒီလိုဈေးနဲ့ဒီ quality ကိုရနိုင်တာတကယ်ပဲလားမင်္ဂလာပါ Wine Fragrance ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ review လုပ်ပေးမယ့်ရေမွေးလေးကတော့ Fresh Avenue Atlantic Astrid Astrid ဆိုတော့ perfume wine concentration မြင့်တဲ့အမျိုးအစားဖြစ်တာကြောင့် EDT, EDP တို့ထက်အများကြီးပိုပြီး strong ဖြစ်တယ်ပိုပြီးတော့လည်း long lasting ကောင်းတဲ့ performance ကတော့ share ချင်ပြီးတော့ပေးထားတဲ့ဈေးနဲ့မတန်လောက်အောင်ကိုသူ့ရဲ့ box design ရဲ့ bottle design ကအရန်ဟိုမှာ luxury feeling ကိုရတယ်ပြီးတော့လက်ထဲမှာကင်ထားရုံနဲ့တော့မှပဲ plain ကတော်တော်လေး premium ဆန်တဲ့ခဏချက်ပိုပေးတယ်ကျွန်တော်ပထမဆုံးဖြန်းချင်းမှာရတဲ့အနံ့လေးကwatermelon ရဲ့အရန်ဟိုမှာ fruity ဖြစ်ပြီးတော့စားခြင်းစပွဲချိုနေတဲ့အနံ့လေးနဲ့ကိုကိုနက်ရဲ့ creamy ဖြစ်တဲ့ဘက်လေးပေါင်းထားတဲ့အနံ့လေးအရင်ရတယ်။နည်းနည်းလေးကြာသွားတဲ့အချိန်ကျရင်တော့သူက woody ပပလေးနဲ့ aromatic character လေးပေါ်လာတယ်ဆိုတော့ပို့ပြီးတော့ masculine ဖြစ်တဲ့ဘက်ကိုရောက်လာတယ်။ဒီကောင်က dry down ဖြစ်သွားတဲ့အချိန်ကျရင်တော့ပို့ပြီး mature ဖြစ်လာတယ်။ clean ဖြစ်သွားတဲ့နှုတ်လေးပို့ပြီးတော့ပါလာတယ်။ဆိုတော့ကျွန်တော်အတွက်ဒီရေမွေးက sweet, fresh elegant ဆိုတဲ့စကားလုံးသုံးလုံးနဲ့ပေါ်ပြလို့ရတဲ့ရေမွေးတစ်လုံးနဲ့မှာပါတယ်။ performance မှာလည်း Astrid version ဖြစ်တာကြောင့် longevity က8နာရီကနေပြီး10နာရီ12နာရီလောက်ထိခံတယ်။အင်ကြီးပေါ်မှာဆိုရင်တော့မနက်ကဆိုရင်ညလောက်ထိခံတယ်။ဆိုတော့ projection ဘိုင်းကလည်းကျွန်တော်ခုနကဆွတ်လိုက်တဲ့နှစ်ချက်မှာအိမ်ငန်းထဲကဆိုရင်ဟိုအိမ်ရှိတီပါတခန်းလုံးကဒီအနက်နေကြီးပဲရတဲ့အထီကို projection ကကောင်းတယ်။ဆိုတော့ဒီကောင်လေးကိုအရန်ဟိုမှာ fruity ဖြစ်တာကိုလည်းကြိုက်တယ် fresh ဖြစ်တာကိုလည်းကြိုက်တယ်။ budget ကိုပါ safe ဖြစ်ပြီးတော့ luxury feeling ကိုမှရကျင်တယ်ဆိုရင် Fresh Avenue Atlantic Astrid ကလုံးဝစဉ်းစားမဲ့ရေမွေးတစ်လုံးထဲမှာပါတယ်ဆိုတော့အခုလို authentic ရေမွေးတွေကိုကျွန်တော်ရဲ့ YS Fragrance မှာလာရောက်ပြီးဒီကံပဲဖြစ်စေ full site ပဲဖြစ်စေလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ရဲ့ TikTok chatbot Facebook Messenger နဲ့ Viber ဖုန်းနံပါတ်တို့မှာ order တင်ယူနိုင်ပါတယ်ရေမွေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးသိချင်တယ်ဆိုရင်လည်း comments ပေါင်းမှာရေးသွားခဲ့လို့ရပါတယ်အခုလိုမျိုး video လေးကြိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ video လေးကို like and share လေးလုပ်ပေးပြီးတော့ account မှာ follow လေးလုပ်ပေးခဲ့ပါဆိုတော့နောက်ထပ်ရေမွေး video တွေနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard